အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူရှိတရုတ်တငွေပိုက်လိုင်းဖောက်ခွဲခံရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းဖြတ်တန်းထားသောတရုတ်မြန်မာတငွေပိုက်လိုင်းတစိတ်တစ်ပိုင်းမှာမကြသေးမီရှက်များအတွင်းဖောက်ခွဲဖျက်ဆီးခံရကြောင်းဒေသခံများနှင့်လုံခြုံရေးသတင်းရင်းမြစ်များကပြောကြားလာပါတယ်။အဆိုပါပိုက်လိုင်းသည်တရုတ်နိုင်ငံယူနန်ပြည်နယ်သို့တဘာဝတငွေပို့ဆောင်ရန်အတွက်အရေးပါဆုံးစွမ်းအင်အခြေခံအဆောက်အုံတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအတွင်းနိုင်ငံခြားယင်းနှိမ့်နှံမှုအကြီးစားစီမံကိန်းများထဲမှာတစ်ခုလည်းဖြစ်ပါတယ်။ဒေသခံများ၏ပြောကြားချက်အရပောက်ကွဲတံများကိုညပိုင်းအချိန်တွင်ကြားရပြီးနောက်မိခိုးထူထပ်စွာထွက်ပေါ်ခဲ့ကအနီးနားကျေးရွာအချို့တွင်စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့သည်ဟုသိရပါတယ်။ပောက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးသို့စစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့များချက်ချင်းရောက်ရှိလာပြီးလမ်းများပိတ်ဆို့စစ်ဆေးကသတင်းချက်လက်များကိုတင်းကျပ်စွာထိန်းချုပ်ထားကြောင်းလည်းဒေသခံများကဆိုပါတယ်။တရုတ်မြန်မာသဘာဝဓာတ်ငွေပိုက်လိုင်းစီမံကိန်းသည်ရခိုင်ပြည်နယ်ကံရိုးတန်းမှစတင်ကမြန်မာနိုင်ငံအလဲပိုင်းကိုဖျက်ဆီးပြီးတရုတ်နိုင်ငံသို့ဆက်သွယ်ထားခြင်းဖြစ်ပြီးတရုတ်နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက်အလွန်အရေးပါသောလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ထို့ကြောင့်ယခုကဲ့သို့ဖောက်ခွဲဖျက်ဆီးခံရမှုသည်စီးပွားရေးဆိုင်ရာထိခိုက်နစ်နာမှုသာမကနိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေများကိုပါအရေးကြီးစွာတက်ရောက်စေနိုင်ကြောင်းသုံးသပ်သူများကခန့်မှန်းထားကြပါတယ်။အဆိုပါဖြစ်ရတဲ့ပတ်သက်ပြီးတာဝန်ယူကြောင်းတရားဝင်ထုတ်ဖော်ကြေညာထားသည့်အဖွဲ့အစည်းတစ်ခုမှမရှိသေးတော့လေလက်ရှိရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသောစစ်ရေးတင်းမာမှုများလက်နက်ကိုင်ပဋိပက္ခများနှင့်ဆက်ဆက်နေသည်ဟုဒေသရေးရာသုံးသပ်သူတချို့ကသုံးသပ်ထားကြပါတယ်။တစ်ချိန်တည်းမှာပင်ဒေသခံပြည်သူများကတော့စီမံကိန်းအကြီးစားများကြောင့်မိမိတို့ဘဝလုံခြုံရေးထိခိုက်လာနိုင်ခြင်းကိုစိုးရိမ်နေကြောင်းပြောကြားလာပါတယ်။ယခုဖောက်ခွဲဖျက်ဆီးမှုကြောင့်ဓာတ်ငွေပို့ဆောင်မှုယာယီရပ်တန့်နိုင်ခြေရှိပြီးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သဖြင့်စီးပွားရေးအရထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်းသိရှိရပါတယ်။ထိုကဲ့သို့သောဖြစ်ရပ်များစတိုက်ဖြစ်ပွားလာပါကနိုင်ငံခြားယင်းနှိမ့်နှံမှုအပေါ်ယုံကြည်မှုကျဆင်းလာနိုင်ကြောင်းစီးပွားရေးပညာရှင်များကအသိပေးပြောဆိုထားပါတယ်။စူးစီး၍ပြောရလျင်ကြောက်ဖြူရှိတရုတ်တငွေပိုက်လိုင်းဖောက်ခွဲခံရမှုသည်ဒေသတွင်းစစ်ရေးအခြေအနေနိုင်ငံတကာစွမ်းအင်ရေးရာအကျိုးစီးပွားနှင့်ဒေသခံပြည်သူများ၏လုံခြုံရေးအပေါ်တက်ရောက်မှုကြီးမားသောဖြစ်ရပ်တစ်ခုဖြစ်ပြီးလာမည့်ကာလအတွင်းအခြေအနေမည်သို့ဆက်လက်ပြောင်းလဲသွားမည်ကိုဤကစွာစောင့်ကြည့်ရန်လိုအပ်နေကြောင်းမြင်တွေ့ရပါတယ်။ဆက်လက်ပြီးမိုးကုတ်မှာအတူရောင်ရွှေကောက်ပွဲကျင်းပနိုင်ဖို့မရှိသေးဟုဒေသခံများပြောမိုးကုတ်မြို့အရှေ့ပိုင်းမှာစစ်ကောင်စီတပ်အစီအစီကျန်းနေတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တိုက်ပွဲများဖြစ်ပွားနေတဲ့မိုးကုတ်မြို့မှာတော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့အဓိကနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်နန်းစီရီယံဝန်ထမ်းတွေလည်းမဝင်ရောက်နိုင်သေးပဲဒီဇင်ဘာလ28ရက်မှာပြုလုပ်မယ့်ရွှေကောက်ပွဲကိုကျင်းပနိုင်ဖို့မဖြစ်နိုင်ဘူးလို့ဒေသခံစစ်ရေးတရင်ရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။လက်ရှိမိုးကုတ်မြို့မှာတော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီတပ်ဝင်ရောက်တပ်ဆွဲထားတဲ့စေယုံကြီးဖြူဟာကောညောင်သုံးပင်နဲ့မစိုးရိမ်ကြောင်းတို့ကိုဒရုန်းနဲ့အကြိမ်ကြိမ်တိုက်ခိုက်ထားတာကြောင့်နန်းစီရီယံဝန်ထမ်းတွေအနေနဲ့လည်းဝင်ရောက်တာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။လောလောဆယ်တော့ရုံးတွေမလဲပတ်နိုင်သေးဘူးဖြစ်နေဒရုန်းတန်ခဏခန့်လိုက်ရတော့သူတို့ဝန်ထမ်းတွေကိုလည်းအာမမခံနိုင်သေးလို့မလဲပတ်နိုင်သေးတာနေမယ်ဗျာ။ပြည်သူတွေလည်းမပြန်လာရဲကြသေးတော့လာမယ့်ဒီဇင်ဘာ28ရက်မှာလုပ်မယ့်အတူရောင်ရွေးကောက်ပွဲဟာလည်းလုံလာနိုင်အောင်မှာမဟုတ်ဘူးလို့အဆိုပါသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒါပြင်စစ်ကော်မရှင်ဟာမိုးကုတ်မြို့အရှေ့ပိုင်းမှာလည်းစစ်ဆေးမှုတွေဇက်တိုက်ဆိုသလိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အရှေ့ပိုင်းဆိုစစ်တပ်နေရာတွေကမင်းတရားအထွန်းစေယုံအရှိတရားနှစ်စင်းနာထောင်နာမီးပွိုင်နာပြအဲ့ဒီနေရာတွေကသူတို့စစ်ချင်တဲ့နေရာတနေရာမှာစစ်တာပြလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ပြည်သူတွေဟာလည်းအဆိုပါနေရာတွေကိုတနိုင်တလောက်ရှောင်ရှားပြီးတွာလာကြပါလို့ဆိုပါတယ်။မိုးကုတ်မြို့မှာပြည်သူတွေဟာတွင်ထွက်ကြောက်တွေဖြစ်တဲ့ဗဒက်များနီလာစတဲ့ကြောက်တူးပေါ်ရောင်းဝယ်ရဲအလုပ်ကိုအဓိကလုပ်ကင်နေကြတာဖြစ်ပြီးလက်ရှိမှာစစ်ကောင်စီကတနိုင်တပိုင်းတူးဖော်နေတဲ့ပြည်သူတွေကိုပါတအူးကို9သိန်းနှုန်းနဲ့ကောက်ခံနေတယ်လို့သိရပါတယ်။လက်ရှိမိုးကုတ်မြို့မှာကံရိုးတန်းဖုံးလို့ခေါ်တဲ့ MEC CDMA ကတ်တွေသာသုံးလို့ရနေပြီးလမ်းပန်းဆက်သွယ်ရေးမှာလည်းမန္တလေးမိုးကုတ်ကားကမှလူတအူးကို2သိန်းခွဲခန့်ကျတဲ့နေတယ်လို့သိရပါတယ်။မိုးကုတ်မြို့ကိုအပီးတိုင်မထိန်ချုံနိုင်သေးတဲ့စစ်ကောင်စီဟာလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေရှိနေသေးတယ်လို့မနေ့ကဒီဇင်ဘာ18ရက်နေ့လယ်ပိုင်းမှာလည်းခွေးပင်ဖုန်ကြီးကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစွန့်စားချိန်ဖြစ်တာကြောင့်ဖုန်ကြီးကျောင်းဆောင်သားပျက်စီးသွားခဲ့ပြီးရဟန်းတန်ကားတွေအထိခိုက်မရှိဘူးလို့သိရပါတယ်။စစ်ကောင်စီဟာရွှေကောက်ပွဲကိုအပိုင်း3ပိုင်းနဲ့ကျင်းပသွားမှာဖြစ်ပြီးအပိုင်း1ကိုဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီးအပိုင်း2နဲ့3ကိုတော့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့25ရက်တွေမှာခွဲပြီးကျင်းပသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ရွှေကောက်ပွဲကျင်းပမယ့်မြို့နယ်စုစုပေါင်း229မြို့နယ်ရှိပြီးအပိုင်း2နဲ့အပိုင်း3မှာမြို့နယ်100ကျော်ပြုလုပ်သွားမယ်လို့လည်းစစ်ကောင်စီဘွားရဖြန့်သတင်းစာတွေမှာထည့်သွင်းကြေညာထားပါတယ်။ဆက်လက်ပြီးအစိတ်ရည်အပြည့်နဲ့ပုံရွေးကောက်ပွဲဆိုသည်ကပြည်သူတို့ပေးအပ်သောအခွင့်အာဏာဖြင့်နိုင်ငံကိုအုပ်ချုပ်ပိုင်ခွင့်ရယူခြင်းမျိုးဖြစ်သည်။ဗြိတိရှဝန်ကြီးချုပ်ဝင်းစတန်ချာဂျီကယခုလိုပြောခဲ့ဖူးပေသည်။ဒီမိုကရေစီကိုအမျိုးမျိုးထောပနာပြုနေမှုများတဲ့တွင်အသေးငယ်ဆုံးပြရုပ်တစ်ခုအဖြစ်ခန္ဓာကိုယ်ပူပူညံ့ညံ့လူတအူမဲယုံခတ်သေးသေးတဲ့ဝင်သွားပြီးသူတွင်ပါလာသောခဲတံတိုလေးဖြင့်စာရွက်လေးတစ်ခုပေါ်တွင်ကြက်ချေခတ်
ချစ်သွားခဲ့ခြင်းသည်ဒီမိုကရေစီအားအပေါက်မတက်အရေးပေးပြောဆိုနေမှုများအလုံးကိုတေးသိမ့်သွားစေခဲ့သည်ဆိုလိုသည်ကလူတစ်ယောက်သည်ထိုခဲတံတိုလေးဖြင့်ချစ်ပေးလိုက်ခြင်းသည်မိမိနှင့်မိမိတိုင်းပြည်၏ကံကြမ္မာကိုပြောင်းလဲပေးပါရန်အခွင့်အာဏာအနှင်းလိုက်ခြင်းသာဖြစ်သည်ထို့သောအခွင့်အာဏာမျိုးကိုစေအုပ်စုနှင့်၎င်းတို့၏လက်ဝဲခံများအားတကယ်တမ်းယုံယုံကြည်ကြည်နှင့်အနှင်းရဲသူရှိပါမည်လား၎င်းတို့အားထောက်ခံနေသူများတွင်လည်းထို့သောယုံကြည်ရဲသူရှိမည်မဟုတ်ငါတို့ထောက်ခံနေတဲ့စစ်တပ်ကလောက်တာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေထောက်ခံရမည်ဟုသောခံယူချက်မျိုးသာရှိသည်ငါတို့9နှစ်သက်တမ်းအတွင်းတိုင်းပြည်အခြေအနေသည်ဆိုးရွားသည့်ထက်ဆိုးရွားလာနေပြီးလူတို့သည်လည်းတရားဗလက်ပွားနှင့်ကုံယုံခါစီခံနေကြရခြင်းတွင်ခရီးကဲ့သို့လူမျိုးများအားနိုင်ငံရေးတကူအာဏာအနှင်းခိုင်းပြီးစိုက်ပြီးအုပ်ချုပ်ရန်ရွေးချယ်ကြဟုမဲပုံးထောင်ချပြလာခြင်းထက်အခြားအဖေသူများယူဆ၍ရပေအောင်မည်နီသို့သောတရုတ်နှင့်ရုရှားတို့ကိုမိခိုအသက်ဆက်နေရသောမြန်မာပြည်ရှိစစ်ဗိုလ်ချုပ်များကတော့ထိုအခွင့်အာဏာကို၎င်းတို့ကိုမြင်ပေမမြင်ချင်းမိတို့များလည်းမလိုလားမနှင်းမျိုးဖြစ်နေသောလူထုထံမှအတင်းအာရမချင်းချောက်ညှစ်ယူလာခဲ့ပြီးဖြစ်သည်ရွှေကောက်ပွဲအားအမျိုးသားပြည်လည်ရင်ကြားစစ်ရေးစီဦးတီမီဟုတွေးကြော်နေတော့လေထိုရွေးကောက်ပွဲစန့်ကျင်ပြောဆိုဆိုရှယ်မီဒီယာတွင်ကွန်မန့်လေးရေးရုံများဖြင့်ဖမ်းဆီးခံရသူအမျိုးသား200တက်ဦးအမျိုးသမီး28ဦးအားရုံးတင်တရားစွဲမိဟုစစ်အုပ်စုကပြည်ထောင်ရေးဝန်ကြီးကထုတ်ဖော်ပြောဆိုလာခဲ့သည်ဤတို့များမပြောပါလောက်သည့်ဝေဖန်မှုမျိုးကိုပင်လက်မခံနိုင်ဖြစ်နေကြသည်ကိုကြည်ချင်းအပြင်ဒီများအထိစိုးရင်ထိတ်လန့်နေကြသည်ဆိုသည်ကသိတာနေသည်မြောက်လိုက်ဦးဆောင်သောစစ်အုပ်စုသည်အာရှတွင်ကမ္ဘောဒီးယားရှိပိုပေါ့ဤခမာနီအဖွဲ့၏အကြမ်းဖက်အုပ်ချုပ်မှုမျိုးကိုအမိလိုက်နိုင်သူများဖြစ်သည်ဟုအားလုံးကအမှတ်ပြပေးထားခံရသူများလည်းဖြစ်သည်နောက်ဆုံးထွက်ပေါ်လာသောခန့်မှန်းချက်များအရလက်ရှိတွင်စစ်အုပ်စုသည်နိုင်ငံ၏39ရာခိုင်နှုန်းကိုသာပိုင်နိုင်ထိန်းချုပ်ထားနိုင်ပြီးတော်လှန်ရေးအဖွဲ့များ၏လက်ဝဲတွင်16ရာခိုင်နှုန်းရှိနေပြီးကျန်45ရာခိုင်နှုန်းသည်မြစ်သည့်ဘက်ကမှအသာစီးမရသေးပေတိုက်ပွဲများဖြစ်ပွားနေရာဒေသများဖြစ်သည်သို့သောလက်ရှိတွင်မြောက်လိုက်သည့်တိုင်းနယ်ပြည်နယ်14ခုရှိသည့်အနက်သွားလို့ရနေသည်က6ခုသာရှိတော့သည်ထို6ခုဆိုသည်ကပြည်နယ်တိုင်းမြို့တော်ကွက်ကွက်လေးများသာဖြစ်နေသည်၎င်းတို့အာဏာသိမ်းပြီးနောက်တွင်တိုင်းပြည်လူဦးရေ၏ထက်ဝက်ခန့်သည်ဆင်းရဲကြက်တဲစွာနေထိုင်နေကြရပြီးသုံးပုံတစ်ပုံခန့်သည်ဝမ်ဝအောင်ပင်စားတောက်နိုင်ခြင်းမရှိကြတော့ပြည်ပကိုကြည့်မီဆိုပါကလည်းအွန်လိုင်းငွေလိမ်ခိုင်းများမှုလိုပေါက်နေပြီးနိုင်ငံပေါင်း193နိုင်ငံအနက်သုံးပုံတစ်ပုံခန့်ရှိနိုင်ငံသားများ၏စုဆောင်းငွေများစုစုပေါင်းဒေါ်လာဘီလီယံများစွာလိမ့်လက်ခံခဲ့ရသည်အိန္ဒိယနိုင်ငံများသည်လည်းဝင်ရောက်ခုလုံလာကြသောဒုက္ခသည်များတန်းချီ၍လက်ခံခဲ့ကြသည့်အပြင်မူရစ်စေဝါများလည်းစီးဝင်လာနေသည့်တန်ကိုခံနေကြရပြီးဖြစ်သည်၎င်းတို့ကိုယ်တိုင်ပင်ပြည်တွင်းတွင်သွားကျင်တိုင်းသွားခွင့်မရဖြစ်နေချိန်တွင်အတင်းအကျပ်လောက်လာသည့်ရွှေကောက်ပွဲသည်က၎င်းတို့ပြောသလိုပြုပြင်ပြောင်းလဲရေးအမျိုးသားရင်ကြားစစ်ရေးများဖြစ်လာမည်မဟုတ်တော့လေတစ်ဖက်တွင်တော်လှန်ရေးအဖွဲ့များကိုမူစီးလုံးညီညွတ်အောင်ရင်ကြားစစ်လာအောင်ဖန်တီးပေးနိုင်ခဲ့ပြီးဖြစ်သည်ဤကဲ့သို့သောညီညွတ်မှုကြောင့်၎င်းတို့အနေဖြင့်မိမိတို့၏အင်အားချိန်ခွင်ရှာမှမျှဖြစ်လာနေသောစစ်စင်ရေးပြူဟာများကိုလိုအပ်တယ်လို့ပြောင်းလဲကျင့်သုံးနိုင်ပြီဖြစ်ပြီးထိုမှတဆင်မိမိတို့တွင်ရှိသည့်အရင်အမြင့်များစီမံခန့်ခွဲမှုများနှင့်စစ်စင်ရေးစွမ်းဆောင်ရည်များကိုပုံမကောင်းမွန်လာစေမည်ဖြစ်သည်ရလဒ်အနေဖြင့်စစ်ကောင်စီထံမှမဟာဗျူဟာကျသောနေမီအချို့ကိုသိမ်းပိုက်ရရှိနိုင်ပြီးပရိပခါ၏အလဲပြောင်းကိုဖန်တီးနိုင်မည်အလားအလာရှိသည်တိုင်းသားတပ်များနှင့်ပူးပေါင်းဖွဲ့စည်းလာသောမဟာမိတ်တပ်ပေါင်းစုကြီးထွက်ပေါ်လာခဲ့သည့်အပြင်ပြည်သူ့ကာကွယ်ရေးတပ်များသည်လည်းဩဂုတ်လနောက်ဆုံးပတ်3ရက်တွင်ကျင်းပခဲ့သည့်တပ်မှုကြီးများညီလာခံမှတပြည်လုံးအတိုင်းအတာနှင့်ကိုကဲမှုတစ်ခုတည်းအောက်တွင်စူးစီးလာနိုင်ခဲ့ပြီးအမျိုးသားကာကွယ်ရေးမဟာဗျူဟာကိုချမှတ်နိုင်ခဲ့သည်ဟုသိရသည်ထို့အတွက်စစ်အုပ်စုသည်အာရကတပ်တော်အပါအဝင်နောက်ထပ်အင်အားတောင့်တင်းလာနေပြီဖြစ်သည်အဖွဲ့ကြီးနှစ်ပွဲကချင်နှင့်ကရင်တော်လှန်ရေးတပ်များနှင့်ပါရင်ဆိုင်ကြရတော့မည်ဖြစ်သည်တိုင်းပြည်သည်၎င်းတို့လက်ဝဲတွင်ရှိနေသည်များနေစဉ်နှင့်အမျှမိများအထိဆုံးရှုံးနေတာလာနေသည်ကိုထမင်းစားကြည့်သူမှန်သမျှသိနေကြပြီး၎င်းတို့ကိုနိုင်လည်းရိတ်စားမိလာနေပြီးထိုအနေထားမှလွတ်မြောက်များတိုင်းပြည်၏နိုင်ငံရေးဘဝနှင့်ဆိုးရွားလာနေသောအခြေအနေကိုမိတို့များပြောင်းလဲပေးနိုင်စွမ်းမရှိမှန်းတိတိကြီးနှင့်တိုင်းပြည်ဗဏ္ဍာငွေများကိုဖြုံးတီးကရွေးကောက်ပွဲလုပ်နေခြင်းများသာဖြစ်သည်မိမိတို့ရင်သွေးများကိုအိမ်ထဲမှဆွဲထုတ်ကတင်မင်းကတွင်ဝါသို့ပို့ဆောင်ပေးနေသူများအားဆက်၍အုပ်ချုပ်ပါဒီတိုင်းပဲဆက်၍လုပ်ကြပါဟုအာဏာအနှင်းရဖို့ဖြစ်လာနေသည်ကညီညရင်နာပွဲကောင်းလာပေမည်နီပြည်သူအားဖြင့်တရားတော်စစ်မုတ်ချအောင်ရမည်